ဘလုံနဲ့သူတို့ရဲ့ခေါ်ဘလုံချက်ကောင်ပေါက်ကလေးတွေချက်အကောင်ပေါက်ခါသားလေးပေါ့ဘယ်ကနေဘလို့ဖွဲပြီးသားမလဲကြည့်နေကောင်းလိုက်တာပြပြပေါက်ဇော်လည်းရှိပေါက်อ่ะပေါက်လာမယ်အဲ့ဒါကြက်ကလေးကျွတ်ရအော်လာစားမယ်လူနဲ့အားပေးတဲ့လူနဲ့တော့ဟုတ်နေရကြက်ကလေးကျွတ်ကြွဆက်ကအရေးတော့မဟုတ်ပါဘူးနော်အရေးတော့မဟုတ်လို့ဘာပြောဘာမှမပေါ်လာဝဲကြကြည့်ဝါဒီမှာဟုတ်လို့ဒါကမ္ဘောဒီးယားရဲ့အစားအစာပေါ့သူတို့တွေစားကြတယ်တဲ့ဟုတ်လားဒါစားပြီးရင်သူကနှစ်တစ်ထောင်တက်ရှိနှစ်တစ်ထောင်ဆိုနှစ်တစ်ထောင်အတက်တစ်ထောင်စီပေါ့အဲ့ဒါတွေကိုခါကြည့်လိုက်လေလာပြီခွာပြီးလို့အဘလို့နဲ့ကြောရီနဲ့ကြောရီနဲ့ဇုံးနဲ့စားရမှာလား bread ကောင်းတယ်ဟာလားစားကြည့်မလားဝါတော့မပုံကောင်းတယ်ကောင်းတယ်ဒီမိစားကြည့်မလားတော်စားကြည့်တော်ကောင်းတယ်တော်ပြီမိုင်းလိုက်ကြည့်နေတဲ့ကိုကြောက်လိုက်ကောင်းတယ်ကောင်းတယ်နော်တော့အဲ့တော့တမယာဒီပါပေးထားအမဖက်ဖယ်ရွက်လည်းပေးထားပြီဒါပါကြီးလေဒါငရုတ်ကောင်းတဲ့ဟွာနဲ့ဒီတဲ့ထဲဖြိုရမှာလားဘာလားမသိခွက်လည်းပေးထားရမယ်ဒါအချင်းဖြိုရမယ့်ဟာနေမှာဟုတ်တယ်အမုံနဲ့တမယာဒီလေးညံ့မိုင်းနော်အဲ့ဒါနဲ့တုတ်စားမှာအကုန်ခွာရောင်းမှာလားဒါမာတော့မာဝိုင်းဒီထဲကိုအချင်းဖြောရမယ်ထင်တယ်နော်ဒီထဲကိုဒါထည့်လိုက်မယ်ခွာလိုက်ရဘလို့ပုံစံလေးလမ်းတည်ကြောတွေနဲ့အဲ့တော့ချက်ဥတော့မဟုတ်ဘူးခွန်ညက်ဘဲဥဥอ่ะပေါ့ချင်းကဟွာနေတယ်ခွန်ညက်ခုလုံးတယ်ချင်းကကြောတွေပါရီတော့တက်ရှူလေးယူကိုစဝဲရတော့ကိုစဝဲရတော့ကြည့်တယ်ဟုတ်တယ်ဒီမှာရှိရတယ်စဝဲရကလာတာအဲ့ဒါကြည့်နေတယ်အဲ့ဒါကြောက်ကလေးဝါး
ရွက်တဲ့ဘယ်လိုစားရမှာလဲ ဒီကတော့လည်းမြုပ်တယ်ကောင်းတယ်ကောင်းတယ်နော်စားကြည့်ပါစို့လည်းမြတ် စောင့်ကြည့်ပါရဒီတိုင်းပဲ ကျုပ်ပဲ ကောင်းတယ်မလား စားကြည့်ပါလေ စောင့်ကြည့် ကောင်းတယ် တော်တော် ကောင်းပါလေ